မင်္ဂလာပါအဲဇဲမှာလည်းအသုံးပြုနည်းကိုဒီဗီဒီယိုမှာရှင်းပြသွားမှာဖြစ်ပါတယ်အဲ့တော့ link ချိန်တဲ့နေရာမှာစာမျက်နှာတူစာမျက်နှာသွားလို့ရတယ်ဒီ Excel မှာတော့စာမျက်နှာကို sheet လို့ခေါ်တာဖြစ်တဲ့အတွက် sheet to sheet သွားလို့ရတယ်ပြီးရင်ဒီဆွဲပြီးတော့မှအပြင်ဖိုင်ကိုသွားလို့ရတယ်ပြီးရင်စက်ကွက်တွေကနေပြီးတော့မှအပြင်ဖိုင်ကိုသွားလို့ရတယ်အဲဒီသုံးနည်းတစ်လုံးကိုရှင်းပြမှာဖြစ်ပါတယ်အခုဒီ 2ES ဆိုတဲ့စာကြောင်းလေးကို link ချက်ရှင်တဲ့အခါမှာအခုစာမျက်နှာ2မှာရှိနေတဲ့ဒီစာမျက်နှာနဲ့အတင်နဲ့ကိုချိန်မယ်ဆိုရင်ဆက်တဲ့က link ကိုနှိပ်လို့ရပါတယ် link ဒီ link ကိုခေါ် keyboard ကနေခေါ်ခြင်းတဲ့အခါမှာ control K နဲ့ခေါ်လို့ရပါတယ်အဲတော့ဒီ bookmark ကိုနှိပ်ပြီးတော့ဒီ ES ကိုနှိပ်လိုက်ပြီး OK နှိပ်လိုက်ပြီးဒါဆိုရင်အရောင်ကာလာပြောင်းသွားမယ်သူ့ပေါ်တင်လိုက်ရင်လက်ဝါးလေးဖြစ်မယ်အဲ့ဒါကိုနှိပ်လိုက်ရင်တော့ဒီစာမျက်နှာရောက်သွားမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ကွန်ပျူတာနဲ့ချိန်မယ်ဆိုရင် control K နှိပ်လိုက်မယ်ဒီ bookmark ကိုနှိပ်ပြီးတော့ကွန်ပျူတာစာမျက်နှာရွေးပြီး OK ပေးလိုက်အောင်ပါပဲဒါဆိုရင်ဒီမှာနှိပ်လိုက်ရင်စာမျက်နှာတစ်ခုနဲ့တစ်ခုချိန်တဲ့နည်းကတော့ကျွန်တော်တို့သူနဲ့ဆက်ဆက်မှုရှိတဲ့ဇာတ်ဝတ်တွေကိုပြချင်တဲ့အခါမှာလမ်းညွှန်ထားလို့ရပါတယ်ဒါစာမျက်နှာလို့စာမျက်နှာချိန်တယ်လို့ခေါ်ပါတယ်နောက် shape to data ကတော့ကျွန်တော်တို့ကဒီကိုသင်္ကေတတစ်ခုကိုဆွဲလိုက်တယ်အခုကျွန်တော်ဒီနားလေးမှာသင်္ကေတလေးတစ်ခုဆွဲလိုက်တယ်နည်းနည်းလေးကြီးကြီးလေးဆွဲလိုက်မယ်အဲဒီထဲမှာကျွန်တော်မြန်မာလို့အသေးစိတ်ကြည့်ရန်လို့အဓိပ္ပာယ်ရေးလိုက်တယ်အသေးစိတ်ကြည့်ရင်ဒီညားလေးကိုနှိပ်ပါဆိုတဲ့သဘောမျိုးကိုသူ့ကိုနှိပ်လိုက်ရင်ဇာတ်ဝတ်တစ်ခုရအောင်ကျွန်တော်ဖန်တီးမှာဖြစ်ပါတယ်အဲ့တော့ဒီအားကိုလည်းဒီ insert တွေက hyperlink control K နဲ့တွားလို့ရတယ်အဲ့ဒီသူ့ကိုကြတော့စာမျက်နှာအတွင်းမဟုတ်တဲ့အတွက်ပုံမှန်မနေတော့ဘူး login ပေးရ data တွေကိုတွားရှာရမယ်ကိုပြချင်တဲ့ file ကိုရွေးချယ်ပေးရမယ်အခုတော့ကျွန်တော်ဒီထဲကနေပြီးတော့ file တစ်ခုကိုလမ်းညွှန်လိုက်မယ်ဒီ save data file လေးကိုကျွန်တော်နှိပ်ပြီးတော့လမ်းညွှန်လိုက်တယ်အဲ့တော့ဒီပေါ်မှာနှိပ်ကြည့်ဖို့နောက်တော့အပြင်မှာတစ်ချက်နှိပ်ပြီးတော့ဒီပေါ်မှာလက်ဝါးလေးဖြစ်သွားလိမ့်မယ်အသေးစိတ်ကြည့်ရင်ဆိုတော့button လေးကိုကျွန်တော်တို့မြားလေးကိုနှိပ်လိုက်တာနဲ့ yes on ကိုပေါ်လာလိမ့်မယ် yes ပေးလိုက်လို့ရှိရင်သူ့ရဲ့လမ်းညွှန်ထားတဲ့ file ကိုရောက်မှာဖြစ်ပါတယ်အဲ့ဒါကိုလမ်းညွှန်နေတဲ့ file ကိုပြပေးလို့ရတယ်ဒီ file ကိုကြည့်ရင်ဘယ်ဇာတ်ဝတ်ကိုရောက်ပါဆိုတဲ့သဘောမျိုးကို shape ဆွဲပြီးတော့ data နဲ့လမ်းရှင်းလိုက်တာပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ဒီစက်ကွက်ထဲမှာကျွန်တော်တို့ရိုက်မယ်အဲ့တော့စက်ကွက်ထဲမှာကျွန်တော်ဒီမှာlaptop ပုံကိုလမ်းညွှန်မယ် CPU ပုံကိုလမ်းညွှန်မယ်လို့ကျွန်တော်ရေးလိုက်မယ်တော့ဒီမှာ laptop ရှိတဲ့နေရာနဲ့ကျွန်တော်လမ်းညွှန်ပေးလိုက်မယ် link ကိုခေါ်လိုက်ပြီးဒီ login ပေးမှလာပြီးတော့ဒီကိုယ့်ရဲ့ကွန်ပျူတာထဲမှာကိုလမ်းညွှန်ခြင်းနဲ့ပုံစီကိုရအောင်တွားပေးလိုက်ရမယ်ဒီတော့လို့ရှိရင်เนาะ laptop ရှိတဲ့နေရာကိုကျွန်တော်ရွေးချယ်ပေးလိုက်အဲဒီ laptop ရမရကိုကျွန်တော်မောင်းနဲ့လာနှိပ်ကြည့်မယ်ဒီမှာဒီမှန်သွားရ yes on လို့မပေါ်ဘဲနဲ့ပုံကိုချက်ချင်းရောက်သွားတာမျိုးလည်းရှိမယ်เนาะဆိုရင်ပြန်ပိတ်မယ်ဒီ CPU ပုံနဲ့ကျွန်တော် control K နဲ့ပြီးတော့နောက်တစ်ခုချိန်လိုက်မယ်အဲဒီ login ပေးမှာလာပြီးတော့ဒီပုံရှိတဲ့နေရာကိုကျွန်တော်သွားလိုက်မယ်ဟုတ်ပြီဒါဆိုရင်ဒီကာလာပြောင်းသွားမယ်လက်ဝါးလေးဖြစ်သွားမယ်နှိပ်ကြည့်လိုက်တဲ့အခါမှာအခုတော့ဒီမှာ yes on လို့ပေါ်တယ် yes နှိပ်လိုက်မယ်ဒါဆိုရင် CPU ကိုရောက်သွားမှာဖြစ်ပါတယ်အဲ့တော့ဒါကတော့ file တစ်ခုကိုအသေးစိတ်ပြခြင်းတဲ့ကောင် file တစ်ခုလုံးကြီးကိုရောက်သွားမယ်ဖြစ်တယ်ဒါကတော့စာမျက်နှာအတွင်းတစ်ခုတွင်းနဲ့စာမျက်နှာတစ်ခုနဲ့တစ်ခုချိန်တာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်